Google ရဲ့ Lucas Studio မှာကျွန်တော်တို့ဒီ township boundary တွေကိုဘယ်လိုပြမလဲပေါ့နော်ပြီးရင်ကျွန်တော်ဒီတိုင်းနဲ့ချိတ်ဆက်ပြီးတော့ဘယ်လိုပြမလဲဆိုတဲ့ဟာကိုဒီက share ပေးသွားမယ်ပေါ့နော်ပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်တို့က Google ရဲ့ Lucas Studio မှာကျွန်တော်ဒီ township file တွေ shape file တွေကိုကျွန်တော်တို့တင်ပြီးတော့ဆွဲလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါတွေဘယ်လိုလုပ်ရမလဲဆိုတာကိုဒီကပြောပြသွားမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်မစခင်မှာကျွန်တော်တို့မှာဒီကရှိထားမယ့်ဟာတွေကပထမဆုံးအနေနဲ့ကျွန်တော်တို့က township boundary ကိုကျွန်တော်ဆွဲမဲ့အတွက်ကြောင့် township boundary နဲ့ပတ်သက်တဲ့ဟာသူမဟုတ်ကိုဆွဲမဲ့ project ရဲ့ shape file နဲ့ပတ်သက်တဲ့ဒီ shape file တွေကျွန်တော်ရှိထားအမယ်ဟာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ shape file တွေပေါ်မှာ boundary တွေပေါ်မှာပြမယ် data တွေပေါ့နော် background data တွေဥပမာကျွန်တော်တို့ population data ကိုပြမယ်ဆိုရင်ဒီ township population data လားနောက်မှ project ရဲ့population ကိုပြမလားစသဖြင့်ပေါ့ project coverage ကိုပြမလားစသဖြင့်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့ background data ကိုကျွန်တော်မှရှိထားအဲ့ဒါကျွန်တော်နှစ်ခုပေါ့ပထမတစ်ခုက shape file ရှိရင်ဒီပြသခြင်းနဲ့ shape file တွေရှိရမယ် boundary တွေပေါ့နော်ပြသဖို့အတွက်နောက်တစ်ခုကကျတော့ကျွန်တော်တို့ background data တွေရှိထားမှာပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ကshape file တွေပေါ့နော် shape file တွေပေါ်မှာယူလို့ရမယ်အခုလက်ရှိကျွန်တော်တို့ကဒီ memo ရဲ့ township data တွေကိုကျွန်တော်ပြမယ်ဆိုရင်เนาะကျွန်တော်တို့ memo geo node ဆိုတဲ့ဟာလေးကျွန်တော်တို့ကလက်ရှာလိုက်ပေါ့နော်။အဲဒါကျွန်တော်တို့ကဘောဆုံးမှာကျွန်တော်တွေ့ရအောင်။ memo geo node ဆိုတဲ့ဟာ။အဲဝင်လိုက်။ဝင်ပြီးကျွန်တော်တို့ဒီမှာlayer ထဲဝင်ပေါ့နော်။ layer ထဲကျွန်တော်ဝင်လိုက်မယ်။ layer ထဲမှာကျွန်တော်တို့ဒီမှာတော့အများကြီးရှိတယ်ပေါ့နော်။အဲဒါမှကျွန်တော်တို့ township ဟာပဲပြမယ်ဆိုတော့ township ကိုကျွန်တော်လိုက်စားတယ်ပေါ့နော်။ဒီမှာမြန်မာ township boundary ဆိုတဲ့ဟာရှိတယ်။မြန်မာ township boundary ဆိုတဲ့ဟာဝင်လိုက်ပေါ့နော်။အဲဒါမှကျွန်တော်တို့ဒီမှာ township boundary file ရှိတယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်တို့အဲ့ထက်မှာ download layer ဆိုတာရှိတယ်။ download layer ဆိုတော့မှာ CSV file ကိုကျွန်တော် download ဆွဲလိုက်မှာပေါ့နော် CSV file download ဆွဲပြီးတော့ကျွန်တော်တို့သိထားလိုက်နော်အဲ့ဆိုရင်ကျွန်တော်ကဒီခုပြီးသွားပြီနော်အဲ့ဒါနောက်တစ်ခုအနေနဲ့ကျွန်တော်တို့မှာဒီသက်ဆိုင်ရာကျွန်တော် project တို့မဟုတ်ကျွန်တော်တို့ဒီ township population စသဖြင့်ပေါ့နော်ကျွန်တော်တို့ background data ဆက်ရှိထားအောင်ပေါ့ကျွန်တော်ဒီနေ့ပြောသွားမယ့်ဟာမှာကျွန်တော်ဒီ A7 အနေနဲ့ကျွန်တော်တို့ဒီ Ramsey ရဲ့မြန်မာနိုင်ငံ township data တွေပေါ့နော်အဲ့ဟာနဲ့ပတ်သက်ပြီးတော့ဥပမာပေးပြီးတော့ပြောသွားမယ်ဟာပေါ့နော်အဲ့ဒါကျွန်တော်မှဒီမှာဒီ township ရဲ့နာမည်တွေရှိတယ် township p code တွေရှိတယ် township population ရှိတယ်အဲ့ကျွန်တော်တို့ township boundary တွေမှာဒီကပြမယ့်ဟာက township ရဲ့ population တွေကိုဒီကကျွန်တော်ပြသွားမယ့်ဟာပေါ့နော်အဲ့ဒါကျွန်တော်တို့ကဘယ်လိုဟာနဲ့ချိတ်ဆက်ပြီးပြမလဲဆိုရင်ဒီမှာရှိတဲ့ township ရဲ့ p code နဲ့ဒီမှာရှိတဲ့ township ရဲ့ p code နဲ့ကိုကျွန်တော်တို့ချိတ်ပြီးတော့ပြတကယ်ပြီးကျွန်တော်တို့ township ပြီးကုန်မရှိဘူးဆိုရင်တခြားကျွန်တော်တို့ unique ဖြစ်တဲ့ ID တစ်ခုခုပေါ့နော်ဒီမှာကျွန်တော် township name ဆိုတဲ့ဟာမှာကျွန်တော်တို့က unique မဖြစ်ဘူးတူတဲ့နာမည်တွေရှိနေတယ်တို့ကြောင့်ကျွန်တော်တို့ township ပြီးကုန်ပဲသုံးတာပေါ့နော်ဒီ township ပြီးကုန်ကဒီမှာလဲပါတယ်ဒီမှာလဲပါမယ်ပေါ့နော်အဲ့ဒါခုပြချိတ်ပြီးတော့မှ township boundary ဒီမှာဒီရဲ့ population တွေကျွန်တော်ကပြမယ်ဟာပေါ့နော်အဲ့ဒါကျွန်တော်ကလိုအပ်တဲ့နှစ်ခုလုံးလည်းရှိပြီအဲ့ဒါကျွန်တော်တို့ကပထမဆုံးစလုပ်ရမယ့်ဟာကျတော့ကျွန်တော်တို့က console ပေါ့နော်Google console ကျွန်တော်တို့ကဒီကသွားရမယ်ဟာပေါ့ Google console မှာဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော် console.cloud.google.com ပေါ့နော် BigQuery ဆိုတဲ့ဟာကိုကျွန်တော်သွားလိုက်မယ်သွားလိုက်ဆိုရင်ကိုမ project အရင်ရှိပြီးသားဆိုရင်တော့ကျွန်တော်တို့ကပြလိုက်မယ်တော့ဒီမှာမရှိသေးတဲ့အတွက်ကြောင့် project အသစ်တစ်ခုကိုကျွန်တော်ဖန်တီးရမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က create project ကိုနှိပ်ပြီးတော့ဒီမှာ project ကိုပေးချင်တဲ့နာမည်ပေါ့နော်ကျွန်တော်ဒီမှာတော့အတူပဲကျွန်တော်တို့ပေးထားလိုက်မယ်ဒါကိုချက်လို့ပေးလို့ရတယ်ပေါ့နော်ဒါအဲ့တော့မှကျွန်တော်တို့ကဒီမှာပြီး create ဆိုတဲ့ဟာကိုနှိပ်လိုက်အဲ့ဒါသူကစပြီးတော့ဒီ project အသစ်တစ်ခုကို create စပြီးတော့လုပ်မှာနော်အဲ့ဒါကျွန်တော်တို့ကဒီမှာ project ရလာပြီပေါ့နော်project ရလာပြီဆိုရင်ဒီ project ထဲမှာကျွန်တော်တို့က data set ကိုထည့်ရမှာပေါ့နော်data set ကိုထည့်ရမယ် data set ကကျတော့ကျွန်တော်တို့ကအခုကကျွန်တော်တို့ကဒီ coverage နဲ့ပတ်သက်ပြီးပြချင်တာဆိုတော့ကျွန်တော်ဒီမှာဒီ data set တွေကို coverage လို့ပဲကျွန်တော်ရေးလိုက်နော်ပြီးရင်ကျွန်တော်တို့က create ဆိုတဲ့ဟာ create data set ကိုနှိပ်လိုက်အဲ့ဒါကျွန်တော်တို့မှာဒီ project အောက်မှာ data set တစ်ခုရလာပြီအဲ့ data set ထဲမှာကျွန်တော်တို့က table ရေပေါ့နော် table ထည့်ပြရမယ်ပထမဆုံးတစ်ခုကဒီ background data table ရဲ့ဒီရဲ့ကျွန်တော်တို့ download ဆွဲထားတဲ့ shape file ရဲ့ဒီပဲပေါ့နော်နှစ်ခုထည့်ပေးရမယ်ပထမဆုံးတစ်ခုနေတဲ့တင်ကျွန်တော်တို့ကဒီ shape file ကိုအရင်ထည့်ပါပေါ့နော်ဒီ shape file data ကိုကျွန်တော်တို့မှာ download ဆွဲထားတာရှိတယ်အဲဆိုတော့ကျွန်တော်တို့ကခုနလိုမနေခုနမှာပြမယ်ဆိုရင်ဒီမှာ coverage ဆိုရင်ဒီမှာအချက်30လေးရှိတယ်
ဟုတ်ပါ creative ဆိုတော့နှိပ်လိုက်ပြီးတော့မှဒီမှာ upload ဆိုတဲ့ဟာကိုရွေးပြီးတော့မှဒီမှာကိုခုန download ဆွဲထားတဲ့ file ကိုကျွန်တော်တို့ရွေးပေါ့နော်အဲကျွန်တော်တို့ဒီမှာ download ဆွဲထားတဲ့ CSV file ရှိတယ်အဲဒါ download ပြီးရင်ဒီမှာ CSV အောက်ဖြစ်နေအောင်ပေါ့နော်ဒီမှာ project ကနာမည်ရှိပြီသား down set ရဲ့နာမည်လည်းရှိပြီသားဒီဘဲနာမည်မှာတော့ကျွန်တော်တို့ကshape time filter တွေကြောင့် map လို့ပဲကျွန်တော်တို့ပေးလိုက်ပါเนาะပြီးရင်ကျွန်တော်တို့ auto tag ကိုကျွန်တော်ဖွင့်ပေးပေါ့เนาะ schema ကိုဖွင့်ပေးပြီး creative ကိုနှိပ်ပေးပေါ့เนาะဒီမှာတော့ကျွန်တော်တို့ကဒီ line ပေါ်ချင်းနေပေါ်မူတည်ပြီးတော့ပေါ့เนาะဒီအနှေးတာမြန်တာတွေဖြစ်သွားနိုင်တယ်ပေါ့เนาะအဲဒါကျွန်တော်ဒီ list မှာတော့ကျွန်တော်တို့က line သိမကောင်းတော့ညနေနေရပေါ့เนาะအဲဒါဒီကလေးခဏစောက်လိုက်ပေါ့เนาะအဲ့ဒါကျွန်တော်တို့ပြီးသွားပြီနော်ပြီးသွားပြီဆိုရင်ဒီမှာနေ go to job flow ဒီမှာပေါ်လာလိုက်မယ်ပေါ်လာပြီး into ဒီမှာ method ဟာဝင်သွားပြီအဲ့ဒါကျွန်တော်နောက်တစ်ခုအနေနဲ့စေကျွန်တော်တို့ကbackground data set ကိုကျွန်တော်ထည့်ပြရမှာပေါ့နော် background data set ကိုကျွန်တော်တို့က drag ကိုရွေးပေးပေါ့နော်ပြီးတော့မှကျွန်တော်ကဒီမှာရှိတဲ့ file ပေါ့နော်ကျွန်တော်ကို background data set ကိုအမှကို project ဆိုင်ရာ background data set ရှိတယ်ဆိုရင်ကို background data set ပေါ့နော်ဒီမှာ Google Sheet ကိုကျွန်တော်ရွေးပြပါနော်ပြီးတော့မှ sheet race မှာထည့်ရမလဲဆိုရင်တော့သူရဲ့ sheet ရဲ့ name ကိုထည့်ရမှာပေါ့နော်ဒီမှာကျွန်တော်တို့က 24 mmr POP ပေါ့နော်24 mmr POP ပေါ့နော်အဲကျွန်တော်ထည့်လိုက်ပြီကျွန်တော်ကဒီပြန်မှာဆိုတော့ကျွန်တော်တို့ data လို့ပဲကျွန်တော်တို့ကပေးလိုက်တော့မှာပေါ့နော်background data set ဖြစ်တော့ data လို့ပဲကျွန်တော်ပေးမယ်ပြီးရင် auto detail ကိုဖွင့်ပေးမယ်ပြီးရင်သူက Google Sheet တွေကို import လုပ်တဲ့နေရာမှာတခုထူးခြားတဲ့ဟာဆိုတော့ဒီမှာဆိုရင်တော့ကျွန်တော်တို့ကဟဲ့တော့အောက်ကိုကျွန်တော်1နေစတဲ့အတွက်ကျွန်တော်သတ်မှတ်ပေးရမှာပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကခုမှ data က1နေစလို့ပေါ့နော် row number 1နေစလို့ပေါ့နော်အဲ့ဒါကျွန်တော်1နေစလို့ထည့်ပေးရပြီးရင် creative ကိုနှိပ်ပေးပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီမှာရသွားပြီပေါ့နော်ဒီမှာ project အောက်မှာ coverage ရဲ့ data set အောက်မှာဒီဘက်နှစ်ခုရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီဘက်က backward မှာလောက်ရတဲ့အပိုင်းလေးကျွန်တော်ပြီးသားနောက်တော့ဆက်နေမြဲဆိုရင် Lucas Studio ပေါ့နော် Lucas Studio ကိုကျွန်တော်တို့သွားလိုက်မယ် Lucas Studio သွားပြီးတော့ကျွန်တော်တို့ project plan report ကိုကျွန်တော်တို့ create လုပ်လိုက်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်တို့က data set မှာဆိုရင်ကျွန်တော်တို့ကbackward ကိုရွေးပေးပေါ့နော် backward ရွေးပေးပြီးတော့ခုနကကျွန်တော်တို့ကဒီမှာ backward မှာကျွန်တော်တို့ရဲ့ project ပေါ့နော်ခုနက project 1 2 3ပေါ့အဲ့ဒါတော့ဒီမှာပြင် custom query ရွေးခုနကကို create လုပ်ထားတဲ့ project ဟာပေါ့အဲ့ဒါမှကျွန်တော်တို့ဒီမှာ SQL code ကိုကျွန်တော်ဒါရေးပေးရမယ်ဟာပေါ့နော်SQL code ကတော့လည်းဒါကြီးမခက်ဘူးဥပမာတင်ကျွန်တော်တို့ကသူကကျွန်တော်တို့လောက်ရမယ့်ဆင်ကသူကပထမဆုံးဆင်ကကျွန်တော်တို့ဒီမှာ backward မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့လုံးမဲ့ဆင်ကကြတော့ဒီမှာဒါ GOM ဆိုတဲ့ဟာလေးရှိတယ်ဒီ variable လေးကိုကျွန်တော်တို့ကshape file အနေနဲ့ပြောင်းပေးမှာပေါ့နော် type ကို list ရတော့သူက square နေအကောင်ပဲဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်ကပြောင်းပေးမယ်အဲ့ဒါကိုကျွန်တော် backward မှာလာမပြောင်းမနဲ့ Lucas Studio မှာကျွန်တော်ပြောင်းပေးလိုက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီမှာ data table နှစ်ခုလုံးရဲ့ way ရှိတယ်ပေါ့နော်သူရဲ့ ID တွေရှိတယ်အဲ့တော့သူရဲ့ ID တွေမှာကျွန်တော်ကအစားထိုးပေါ့map မှာဆိုရင်ဒီမှာ73စနစ်တိုက်ပြီးတော့ copy နှိပ်လိုက်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ကျွန်တော်ဒါအရင်ကအခုအသက်နဲ့အစားထိုးလိုက်မှာပေါ့နော်ပြီးတော့မှ aqua coverage ဟာဆိုရင်လည်းတက်မယ် data ပါမယ် copy and နိုင်မယ်ပြီးရင်ဒီမှာ coverage ဟာလာထည့်လိုက်ပေါ့နော်ဒီ code ကတော့ကိုယ့်ပြန်ရေးနေလဲရတယ်ပေါ့နော်ဒီကတော့ဒီမှာကျွန်တော်တို့က GOM ဆိုတဲ့ဟာယူလိုက်မယ်ပြီးရင်ဒီ coverage tab မှာရှိတဲ့ p code ကိုထပ်ပြီးဖယ်လိုက်တယ်ပေါ့နော်p code က p code ပေါ့နော်p code ကိုကျွန်တော်ဖယ်လိုက်မယ်ဆိုတဲ့ဟာ okay ဒါဆိုရင်ဒါရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ account နှိပ်နော်
ဒါဆိုတို့ရလာပြီဆိုရင်ကျွန်တော်တို့ကလက်ရှိကတော့ကျွန်တော် free form လည်းပဲဆောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီမှာမြေပုံဆက်ပေါ့နော်ဒီမြေပုံလေးကျွန်တော်တို့မလိုဘူးကျွန်တော်တို့ကဒီမှာ field map ပေါ့နော်Google Map မှာဒီမှာ Bubble Map ရှိတဲ့ field map ပေါ့လက်ရှိကျွန်တော်သုံးမဲ့ဟာ field map ပေါ့နော် field map ကိုသုံးမယ်အောက်မှာ geospatial field မှာကျတော့ဒီတစ်ခါလုံးပုံစံလေးနဲ့ဒါ GeoM ဆိုတဲ့ဟာကိုရွေးမယ် location မှာကျတော့တခြားကျွန်တော်တို့ဒီဟိုပြချင်တဲ့တောင်ရှင်းတဲ့ပြချင်တာပေါ့နော်တောင်ရှင်းတဲ့ပြချင်တောင်ရှုပ်ထဲပေါ့နော်အဲ့ဒါကျွန်တော်တို့မှရပါပြီပေါ့နော်။လက်ရှိချက်ကြီးကဒီမှာတောက်ရှည်နည်းနည်းလေးပဲရသေးတယ်။အဲ့ဒါကျွန်တော်တို့ဒီဟာဘယ်လိုလုပ်ရမလဲဆိုရင် style ထဲကိုသွားမယ်။ပြီးတော့မှဒီမှာ fill area အလေးရသွားရှိတယ်။အဲ့ဒါမှာလက်ရှိက3သိန်းနဲ့ထားရတယ်။အဲ့ဒါကိုကျွန်တော်10သိန်းထားလိုက်မှာပေါ့နော်။10သိန်းထားလိုက်မယ်။ပြီးရင်ကျွန်တော် set up မှာလဲကျွန်တော်တို့ကနောက်လူကြီးနဲ့ပြမယ့်အတွက်ကြောင့်ကျွန်တော်တို့ကဒီ color metric မှာကျွန်တော်တို့က total population ကိုကျွန်တော်ရွေးလိုက်မှာပေါ့နော် total population ရွေးလိုက်မယ်အဲဒါကျွန်တော်တို့ကဒီမျိုးနဲ့ဒီမျိုးနဲ့ချင်းစီကြတယ်လူကြီးရမယ်ပေါ့နော်အဲဒါကျွန်တော်တို့ဒီမှာကြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာသူသစ္စာရမျိုးနဲ့လိုက်ပေါ့နော်မမျိုးနဲ့အလိုက်သူကလည်းလူကြီးကျွန်တော်တွေ့ရတာပေါ့နော်အဲ့ဒါကျွန်တော်နောက်ပိုင်းမှာကျွန်တော်လိုအပ်တဲ့ဒီ filter တွေထပ်ထည့်ပေါ့နော်ကျွန်တော်မှသေးဆိုတော့မျိုးနဲ့အလိုက်ကြည့်ချင်တာဟုတ်ဆိုရင်လည်းဒါမျိုးနဲ့အလိုက်ကျွန်တော်တို့ပြန်ပြီးထည့်ပေါ့နော် staying region လိုက်တော့ထည့်ပြီးကြည့်ချင်တာဆိုရင်လည်း staying region လိုက်ဟုတ်ထည့်ပေါ့နော် filter တွေအဲ့ဒါကျွန်တော်နေလို့တို့တော့ကစားလို့ရပါပေါ့နော်ဒီမှာရန်ကုန်ဆိုရင်လည်းရန်ကုန်နဲ့ပတ်သက်တဲ့shape file ပဲသူကြာလာမယ်ပေါ့နော်ဒါဆိုတော့ရန်ကုန်နဲ့ပတ်သက်တဲ့ shape file ကျွန်တော်ကြာလာအဲ့ဒါကျွန်တော်တို့မှကြည့်လိုက်ရစီပြဆိုင်ရလိုက်ပြန်ကြအောင်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဒါအားလုံးကျေးဇူးပါ